တကားကိုအတွင်းကနေရက်ထိုးပိတ်ထားတဲ့အခန်းတစ်ခန်းထဲမှာလူသက်သမားကဘလို့နီးနဲ့အပြင်ကိုထွက်သွားနိုင်မှာလဲအောင်မြင်နေတဲ့နီးပညာလုပ်ငန်းရှင်မင်းထက်တယောက်သူ့ရဲ့အတွင်းရေးမှူးစန်ဒီကိုတက်ခဲ့တာလားဒါမှမဟုတ်တကယ်ပဲတစုံတစ်ယောက်ကသူ့ကိုထောင်ချောက်ဆင်ခဲ့တာလားမိုးသေးထန်စွာရွာနေတဲ့ညတညမှာဟိုတယ်ခန်းတစ်ခုရဲ့ကတင်ပေါ်မှာစန်ဒီဟာအသက်မဲ့စွာလဲလျောင်းနေပါတယ်ရဲတွေရောက်လာတဲ့အချိန်မှာအခန်းထဲမှာမင်းထက်တယောက်တည်းရှိနေတာပါစန္နာကအခန်းတကားကအတွင်းကနေချက်ထိုးပိတ်ထားသလိုပြတင်းပေါက်တွေကလည်းဖွင့်လို့မရတဲ့အမျိုးအစားတွေဖြစ်နေတာပါအချုပ်ကနေအာမခံတဲ့ခိတ္တထွက်လာတဲ့မင်းထက်ဟာသူ့အမှုကိုကူညီဖို့ဝါရင်ရှိနေကြီးဒေါ်နန်းနဲ့တွေ့ဆုံခဲ့ပါတယ်ဒေါ်နန်းကတော့တာမန်ရှိနေမဟုတ်ပါဘူးလူတစ်ယောက်ရဲ့မျက်လုံးကိုကြည့်ုံနဲ့တင်ဘာတွေဖုံးကွယ်ထားလဲဆိုတာသိနိုင်တဲ့သူပါဒေါ်နန်းကမင်းထက်ကိုစူးစူးဝါးဝါးကြည့်ပြီးမေးလိုက်ပါတယ်မင်းထက်မင်းငါ့ကိုအမှန်တိုင်းပြောမှငါမင်းကိုကူညီလို့ရမယ်ဒီအခန်းထဲမှာမင်းတို့နှစ်ယောက်တည်းရှိနေတာဘယ်သူမှလည်းအပြင်ကဝင်မလာနိုင်ဘူးမင်းမတက်ဘူးဆိုတာကိုဘယ်လိုသက်သေပြမလဲမင်းထက်ကတော့တည်ငြိမ်စွာနဲ့ပဲပြန်ဖြေပါတယ်ကျွန်တော်ကိုတစုံတစ်ယောက်ကစိတ်ခတ်ပြီးတတိမအောင်လှုပ်သွားတာပါကျွန်တော်နိုးလာတော့သူမတည်နေပြီးကျွန်တော်ရဲ့အောင်မြင်မှုကိုမနာလိုတဲ့ပြိုင်ဘက်တွေကကျွန်တော်ဘဝပျက်စီးအောင်လုပ်ကြံတာပါတဲ့ဒါပေမဲ့ဒေါ်နန်းကမင်းထက်ရဲ့စကားကိုလုံးဝမယုံကြည်ပါဘူးသူမကစပွဲပေါ်ကိုဖိုင်တွဲတစ်ခုပစ်ချလိုက်ရင်အဲ့ဒါဆိုရင်လွန်ခဲ့တဲ့3လကကားအက်ဆီဒင့်မှာတည်သွားတဲ့ကောင်လေးနဲ့မင်းတို့နဲ့ဘာဆိုင်လဲလို့မေးလိုက်တဲ့အခါမှာတော့မင်းထက်ရဲ့မျက်နှာဟာချက်ချင်းပြောင်းလဲသွားပါတော့တယ်မင်းထက်ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်ကဘာလဲစန်ဒီကိုရောဘသူကတတ်တာလဲ